ငါတို့ကအင်ကြီးပတ်တန်လေးစညက်ကြရအောင်စညက်တော့မယ်ဆိုရင်အခုဒီပတ်တန်လေးကဘာပုံလေးလဲဆိုရင်သူကလက်ပြက်ကိုမှသူကနှစ်ထပ်ချုပ်မှာပေါ့နော်အုံခွက်ပါမယ်နှစ်ထပ်ချုပ်မယ်ပြီးရင်ဒီဟိုပါပေါ့လက်ဒီမှာအဖက်ကောတစ်ဆက်ထဲသွားမယ်နော်အဲ့တော့သူ့ကိုလက်ပြက်ဖြစ်တဲ့အတွက်အရင်ဆုံးဒီပခုံးရင်းကနေအတွင်းကို1.5 ဝင်ပြီနော်အမတော့သူ1လောက်ပဲဝင်ပေးလိုက်1.5 လောက်ဝင်ပြီရှေ့ကိုလည်း1.5နောက်ကိုလည်း1 cm ဒါမှမဟုတ်1.5 cm အဲ့လိုဝင်ပြီးသွားပြီဆိုတာ ਨੇ အခုဒီမှတ်လေးနဲ့နော်ရင်ကျဲရှေ့ရင်ကျဲမှတ်လေးနဲ့ကိုဒီလိုလေးလာစားတယ်နောက်ကြောကျဲမှတ်လေးနဲ့လည်းဒီလိုမျိုးဖြောင်းပုံတဲ့မျိုးလေးဆက်နော်အားပြီးရင်ဒီကောင်လေးကိုစားထုတ်တယ်ရှေ့ချောင်းကိုလည်းဒါလေးညှက်ထုတ်ပြင်မယ်အဲ့လိုညှက်ပြီးသွားပြီဆိုရင်ညီမတို့ပို့လိုချင်တဲ့အင်ကြီးအရှိဘယ်လောက်ထားမလဲဆိုတာတစ်ချက်ကြည့်မယ်ညီမတော့ဒီခါးမြက်နဲ့အောက်ကို7 cm လောက်ပဲထားလိုက်မယ်7 cm ရှေ့ချမ်းကိုလည်းခါကဒီမြင်းဖြစ်သွားပြီနော်အပေါ်မြင်းမဟုတ်တော့ဘူးအဲ့တော့သူ့ကို7 cm ဆင်းပြီးဒီလိုလည်း7 cm ဆင်းပြီးသွားပြီဆိုတာ ਨੇ ဒီခုဆင်းထားတဲ့7 cm မြင်းရဲ့အပေါ်ကို 1.5 လောက်တက်မယ်1.5 တက်မယ်ရှေ့ချမ်းကိုလည်းအပေါ်ကို 1.5 တက်ပြီတက်ပြီးတော့လည်းပေကွေးလေးနဲ့ဝိုက်ရပေကွေးနဲ့နောက်ချမ်းမှာတဝက်နေရာနေမှာပေကွေးလေးနဲ့ဒီလိုမျိုးလေးဝိုက်ပြီးတော့ပြီဆိုရင်7 cm အမှတ်ရဲ့ 1.5 တက်ထားတဲ့ပေကွေးလေးရဲ့ဒီလိုလေးစားထုတ်လိုက်နော်ရှေ့ချမ်းမှာကြတော့ဒီရှေ့ကဒီတစ်ပိုင်းကအနီးဒီဘက်ကတစ်ချမ်းနဲ့ဟိုမှာသူ့ပေကွေးလေးဒီလိုလေးကန်ပြီးတော့ဝိုက်အဲ့လိုပြီးသွားပြီဆိုတာ ਨੇ အရင်ဆုံးရှေ့ချမ်းမှာအရင်လောက်ရှေ့ချမ်းမှာဆိုရင်အမတို့ခုပိုလိုချင်တဲ့အင်ကြီးပေါ့အင်ကြီးလေးကအခုကဒီပခုံးလေးကပခုံးကဘယ်လောက်ပြားလေးလဲဆိုရင်အမတို့ဒီကနေပြီးတော့မှဒီအစွန်ကနေအတွင်းကိုအမတော့5 cm လောက်ယူလိုက်မယ်ဒါကိုက3 4ချိန်တလောက်ယူလို့ရတယ်ပါတယ်ဆိုရင်လေးလောက်ပဲလိုချင်ယူလို့ရတယ်အဲ့တော့ဒီ5 cm လေးကိုဒီလိုလေးမြင်ဆွဲနော်ပြီးသွားပြီဆိုတာ ਨੇ အမကဒီရင်ကျဲကြောကျဲမြင်နော်ဒါတော့ကိုကြိုက်တဲ့နေရာနေဖြတ်ချလို့တော့ရတယ်နော်အမကရှေ့ရင်ကျဲမြင်ဒီမြင်နေရာကနေပဲသူမြင်ကနေမှအောက်ကိုဒီခွေးလေးနဲ့ဘွယ်ကိုတည်သွားခြင်းနဲ့ရတယ်ခွေးလေးတိုင်းပဲသွားမယ်ဆိုရင်ဒီကနေအောက်ကို3 to 5လောက်နော်ဒါထက်ဟိုက height တာဝေးရင်ပိုဆင်းလို့ရတယ်နော်အမကတော့ဒီလောက်ပို့သွားလိုက်မယ်နော်ဒါကတော့အင်ကြီးပုံစံမျိုးလေးပေါ့နော်ဒီမှာဒီကနေ5 cm ဒီတွင်းကနေမှဒီကနေမှ5 cm ဝင်လိုက်တယ်ပြီးတော့ပခုံးလေးကဒီ5 cm လေးပဲကျန်မယ်ပြီးွားရင်ဒီရှေ့ကိုဒီလိုကာကြီးပုံလေးလာမှာပေါ့နော်အဲ့လိုလာလိုက်ခြင်းအပြင်သူကဘာဖြစ်သွားမလဲဆိုရင်ဒီပေါ်ပိုင်းကဖြတ်ထုတ်ပြရမယ်ပိုင်းကြီးကိုဖြတ်ထုတ်ပြရမယ်ပိုင်းကြီးမှာကဒီနားလေးဒီမှာဟာနိုင်တယ်ဟိုပါပေါ့ဟာနိုင်တယ်ဖြစ်တဲ့အတွက်သူ့ကိုထောက်ထိုးမယ်အမသူ့ကိုဘယ်လောက်ထိုးပေးမလဲဆိုရင်
ဒီညင်းကနေဒီဘက်ကို1 cm 1 cm အဲ့တော့ဒါလေးကိုအရင်ထပ်လိုက်မယ်နော်1 cm လေးကိုညှက်ပြီးတော့ဒီလိုလေးထပ်နော်အဲ့လိုထပ်ပြီးသွားပြီဆိုရင်ဒီမှာတကယ်လို့ဒီကို white ထားတဲ့ white ကြလေးကမညီဘူးဆိုရင်နည်းလေးပေခွေးလေးနဲ့ပြန်ပြီးတော့ညှိပြီးသွားပြီဆိုရင်ဒါတရားလေးကိုစားလဲစားပြီးသွားပြီဆိုတော့ညှက်ထုတ်ပလိုက်တော့နေတယ်နော်ညှက်လိုက်တဲ့ခါမှာဒီပုံကိုသူ့ရဲ့ဒီ 5cm ဒီပခုံးပြားလေးကိုအတိမညက်သေးဘာလို့အတိမညက်သေးတာတော့ဆိုရင်အမတို့ကဒီအင်ကြီးကအခုဒီနေရာမှာတော့ဟာမှာဆိုလို့တောက်စားလိုက်တယ် 1cm နဲ့ဒီပခုံးဒီအဟာလေးရောဝက်လိုက်တဲ့ခါမှာဒီလိုမျိုးထောင်ပြီးတော့ဟနိုင်တယ်ဒါလေးဒီနေရာလေးတွေအဲ့တော့ဒီအမှတ်ရယ်ဒီပခုံးအမှတ်ရယ်တဝက်နေရာအဲ့တဝက်နေရာလေးကိုဒီမှာတစ်ချက်စားမယ်ဘယ်လောက်စားမလဲဆိုရင် 0.5 နော် 0.5 စားပြီအဲ့ဒါလေးကိုလည်းကကြီးနဲ့ညက်ပြီးတော့ဒီလိုထပ်အဲ့လိုထပ်ပြီးတော့ပြီဆိုတာနဲ့ဒီမှာမညီရောတဲ့နေရာလေးတွေညှိပေးမယ်နော်ဒီချိုင်းလေးတွေကတော့မညီသေးဟိုဒီဘက်မှာနည်းနည်းလေးလွဲနေတယ်ဆိုရင်ပြန်ညှိပေးနော်ပြီးသွားပြီဆိုမှဒီကောင်ကိုကွက်တီအမှညှက်ချပလိုက်ဒီချိုင်းလေးမှာနည်းနည်းလေးဒီသွားအောင်စားပေးဆိုဒီပုံစံမျိုးလေးရအဲ့လိုရသွားတဲ့အခါမှာသူကနှစ်ချမ်းခွဲထုံအခုဒီဟာထားတဲ့အမှတ်ကနေမှအမအခုဒီထိတ်တဲ့ထိညှက်ထုတ်ပြမယ်ဒီခိုင်းနော်ညှက်လိုက်မယ်နော်ညှက်လိုက်တဲ့အခါမှာဘာတစ်ခုသတိထားရမလဲဆိုရင်ဒါလေးကိုဒီနန်းလေးမှာသူဒီကောင်းတဲ့ဆက်မလေးကိုဒီလိုလေးလှိမ့်တင်နော်လှိမ့်တင်မယ်အဲ့တော့ဒါက F1 ဒါက F2 နော်အဲ့လိုလေးနော်အဲ့ခါကျရင်ဒါကရှေ့ချမ်းလေးခဏထားကြမယ်နော်ရှေ့ချမ်းပြီးသွားပြီဆိုရင်အမှနောက်ချမ်းလေးသွားမယ်နောက်ချမ်းလေးမှာကျတော့လေအဲ့လိုပဲသူကြတော့အမတို့ကဒါဒီကနေမှနောက်ရှေ့ချမ်းမှာ 5cm ဝင်ရင်သူ့လည်း 5cm လေးဝင်ပြီ 5cm ဆိုရင်ဒီမြင်အဲ့တော့ဒီမြင်ကနေအောက်ကိုတက်အဲ့တော့သူကြတော့ဘယ်နေရာနေဖြတ်ချင်မှာကိုက height တာဝေးရင်နောက်ကသူကလုံးဝအပြည့်ကြီးပဲเนาะသူကဒါမှမဟုတ်ဒီရင်ကျကြောကျမြင်းနဲ့သွားမယ်ဆိုလဲရင်ကျကြောကျမြင်းလေးနဲ့ပဲသွားလို့ရတယ်။မှာတော့ရင်ကျကြောကျမြင်းလေးနဲ့ပဲအတိဖြတ်ပြမယ်နော်။အဲ့လိုဖြတ်လိုက်တဲ့အခါမှာဘယ်နေရာတွေမှာဟာနိုင်လဲဆိုသူကလည်းဒီမှာဒီနေရာတွေမှာနောက်မှာဟာနိုင်တယ်ဟာနိုင်တာဖြစ်တဲ့အတွက်သူ့ကိုဘယ်လိုတောက်ထိုးမလဲဆိုရင်အခုဒီမှာသူ့ရဲ့တောက်လေးကဒီလိုပုံစံမျိုးရိုးတောက်လေးပဲဒါပေမဲ့သူ့ကိုဒီစုံမှတ်ကနေဒီဘက်ကို 1cm ဝင်ပြီ 1cm ဝင်ထားတဲ့မှတ်နဲ့သူ့နဲ့ကိုဒီလိုလေးစားဒါကစားထုတ်ပြရမယ်အပိုင်းနော်စားထုတ်ပြမယ်အပိုင်းပြီးသွားပြီဆိုရင်သူလည်းဒီနေရာမှာဟာနိုင်တာဖြစ်တဲ့အတွက်သူရဲ့တဝက်နေရနော်တဝက်နေရလေးကိုရှေ့ချမ်းမှာစားတယ်လို့ 0.5 လောက်စားပြီအဲ့တော့နောက်ချမ်းမှာအမဒါညှက်လိုက်မယ်ဒါက B1 ဒါက B2 ကိုသူ့ဒီတောက်လေးတွေဖြတ်ချပလိုက်
ပြီးသွားရင်ဒီပေါ်က 0.5 လေးကိုတိတ်ကပ်မယ်အဲ့လိုတိတ်ကပ်လိုက်တဲ့အခါမှာဒီမှာမညီတာလေးတွေရှိမယ်သူကိုညှိပြီညင်းလေးတွေဒါလေးတွေဖြတ်ထုတ်ပြီးကွက်တိအဲ့ဒီတော့ဒီမှာကြည့်နောက်ချမ်းကဒီလိုမျိုးလေးဖြစ်သွားနောက်ချမ်းမှာဒီမှာဒါက B1 B2 အဲ့တော့သူကပြန်တွဲမဲ့နေရာကဒီနေရာဆိုဒီအမှတ်ကလေးတွေကိုပိတ်ဆက်မှာလှိမ့်ခဲ့ပေးရမယ်နော်လှိမ့်ခဲ့ပေးရမယ်ဒါနောက်ချမ်းရသွားနောက်ချမ်းရှည်ချမ်းအဲ့လိုရသွားပြီဖြစ်တဲ့ခါကျရင်သူ့